ဒီနေ့ဒီလိုပြင်ကြမယ်ကျမတို့skin care study တွေကလေအများကြီးကြော်ပါပြီ sun cream အဆင်ရောက်တော့ sun cream ကပဲစကြည့်လိုက်ပါတော့ skin care မေးထားလည်းတွေ့တယ်skin care က3မျိုးလောက်ပဲသုံးတာတရက်တေချာလေးရိုက်ပေးပါမယ်နော်အခုတော့မျက်ကပ်မှန်တက်ပါပြီကျမမျက်ကပ်မှန်မတက်တာတော်တော်ကြာပြီပြန်တက်ကလေရမ်းကြာတယ်ဟိုလောက်တက်လိုက်10မိနစ်လောက်ကြာတယ်မျက်ကပ်မှန်တက်ကအဲ့ဒါဖြတ်ထားတာ foundation ကတော့ဘယ်လာပဲသုံးတယ်ဒီရက်ပိုင်းဘယ်လာကိုနည်းနည်းကြိုက်နေပြီးတော့အဲ့မှာနည်းနည်းတော့ရစ်ထားတယ်ကွာအဲလဲကြီးရလဲကြာမှာဆိုလို့ဆိုမိတ်ကပ်လူတာကွာမရှိဘူးဆိုတော့45မိနစ်လောက်ရှိတာဟုတ်အဲကရော့အောင်လို့ဆိုပြီး10မိနစ်စာနဲ့ဖြတ်ကြတာဆိုဖြတ်လဲဖြတ်ထားတယ်ရစ်လဲရစ်ထားတယ်ကွာအဲ့ဒီ concealer brand မီလို့ concealer brand pink flat ပါပြီးတော့မှ loose powder ကလေသူက wine control ပြောပေမဲ့တိတ်ပြီးတော့ control မဖြစ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီဗီဒီယိုရိုက်မိတ်ကပ်ပြင်ပြီးတော့ဗီဒီယိုရိုက်တယ်လေရိုက်တဲ့အချိန်မှာပြန်ထွက်တယ်ကွာဟိုလိုမျိုးအကြာကြီး control ဖြစ်တာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုတုံးလိုက်တဲ့ချိန်မှာတော့ wine control တော့ဖြစ်သွားတယ်နောက်ပြီးတော့ဒီမှာ eyeshadow palette တခုလေးနဲ့ပဲသုံးသွားမှာကွာဒီတနေ့ကတော့အမ rose bone ဆိုတဲ့ brand မှာရှင်ပါညိုအရင်တော့နဲ့မတူအဲ့ဒီအောက်မှာပဲတခုလေးလောက်တော့နည်းနည်းများတော့လန့်သွားသူအရင်တော့ကျတော့ပါတခုလုံးဖြန့်ပြလိုက်တယ်အခုကျတော့အဲ့ဒီမျက်လုံးအောက်တက်မှာပဲအလုံးလေးလုပ်လိုက်တယ်ပေါ့နော်ပြန်ဖြန့်ရတယ်တော်တော်ရဲသွားတယ်ကျွန်တော်တော်တော်ရဲနေပြီပေါ့သွားပါပြီဆိုပြီးတော့ဖြန့်တာကွာသူကလည်းဟိုကောင်းတယ်ကွာအယောင်ထွက်အားကောင်းတယ်ကိုကနည်းနည်းလေးနဲ့အရန်ကြီးကိုပြန်သွားတဲ့အတွက်အဲ့လေရတယ်ထားလိုက်တော့ဆိုပြီးအဲ့တိုင်းထားပြီးဆက်လုပ်ကြရပေါ့နော်မိတ်ကပ်ပြင်ဒါကိုလေအမကို MUA ကလိုက်ပေးသွားတာတွေ့တယ်ကွာကြည်လဲကြည်သွားအဲ့တော့ကဟိုလိုမျိုးကြီးတက်လို့ပြင်တာမဟုတ်ပါဘူးပြင်ပြခိုင်းလူတိုင်းပြင်ပြပေးတာပါဟိုတချို့နေရာလေးလဲလွဲသွားတာတို့ဘာလို့ရှိကောင်းရှိမှာရှိမှာတဲ့ဘာလို့ဆိုလဲပြင်းနဲ့ပြင်သွားတာဆိုတော့လေနော်ရှိမှာဆိုတော့ကျမကိုဘွေမြူကြပါနဲ့ရှင်โอเคကျမအဲ့ဒီနှာရိုးဆွဲတာတွေပါအကုန်လုံးအဲ့ဒီ eyeshadow အပြားတပြားနဲ့ပဲသုံးပါမှာပေါ့နော်နာမည်က rose bone နဲ့ညအိတ်ကိုလည်းအဲ့ဒါနဲ့ပဲသုံးပါပေါ့နော်မျက်လုံးအတွင်းနဲ့ထည့်တဲ့အယောင်ကအစအဲ့ဒီအယောင်တွေပဲသုံးပါမှာရှင့်အဲ့ဒီ makeup jewelry ရဲ့အဲ့ဒီဟာမှာမေးထားကြပြီတွေ့တာဒါပေမဲ့အဲ့ဒီဟိုပြင်ရတာလည်းမခက်ဘူးအတစ်လုတ်ကတာအရန်စိတ်ညစ်တာဗီဒီယိုကမိနစ်60လောက်ရှိတာဟောအဲ့10မိနစ်ပြန်ဖြတ်ကြတာကွာတချို့မလိုတဲ့အပိုင်းတွေရောအဲ့လိုရှာပြီးဖြတ်အဲ့ဆိုကျမအတစ်ကမှပြင်းနဲ့အတစ်နေလို့ပေါ့နော်ကြာသွားတာပါအမှန်ကကျမအရင်တော့နွားမှန်လေးပြတ်သွားလို့အခုတော့ TV မှန်လေးသုံးနေရပါတယ်အမမျက်ရည်ကဟာကြီးရတယ်အချောင်းကြီးနေတယ်လို့ပေါ့နော်ကွန်ဆယ်လာနဲ့အချောင်းသေးလိုက်တာပေါ့အဲ့ဒါကွန်ဆယ်လာ brush ကိုတေးသေးလေးနဲ့ပဲအဲ့လိုမျိုးအချောင်းလေးကိုပါလိုက်တယ်ပေါ့နော်အောက်ကမျက်အိတ်အချောင်းကြီးအရင်ကြီးနေခံစားလို့အေးနော်ကလေအဲ့ဒီခဲတံလေးနဲ့လုပ်တယ်အဲ့ဒီခဲတံကိုမေးကြရပါတော့အဲ့ဒီခဲတံလေးဟိုဗာလဲတက်တူးညခုံးမွေးတက်တူးတွေပါရေးထိုးတဲ့ခါကျလို့ရှင်သုံးတဲ့ supply တွေပေါ့နော်အမအဲ့ညခုံးမွေးတက်တူးတွေပါလောက်တာတော့သူ့စီကသွားခိုးလာတာမဟုတ်လို့လေနော်အားကြောင့်မှာဘာ brand လဲမေးကြအဲ့ brand လဲလည်းမသိဘူးကွာသူ့ဟာဆိုတော့အခုဒီ eyeshadow palette လည်းသူ့ဟာပဲဒီစုပ်တန်တွေလည်းသူ့ဟာပဲအကုန်လုံးသူ့ဟာတွေကြီးပဲအမကျမတော်တော်သဘောကျတယ်
နှခမ်းနီကလေအမှရစ်ထားတယ်ကွာလိုင်းနာကိုလည်းအဲ့ဒီအိုင်ရှယ်တို့အပြားတဲ့ဟာနဲ့ပဲလိုင်းနာလောက်လိုက်တာကွာဒါပေမဲ့လိုင်းနာအကြာကြီးတော့မခံဘူးသိရမလားအမုံဆိုတော့လေနှခမ်းနာတော့ပါဆိုပိုအောင်ဆိုသေးတယ်အဲ့တော့ကျွန်မနေရယူတာလောက်ပဲလုပ်ပြီးတော့ဟောကွာဟဲတီဟဲရဲ့ညုကာလာရဲ့ဘာရောင်လေးလည်းမသိဘူးအမှထောင်ပြလိမ့်မယ်အဲ့ဒီရောင်လေးပဲသုံးလိုက်တယ်အိုင်ရှယ်တို့ကလည်းလေကင်မရာဟာအမွှေးတောင်ဖွာထွက်နေပြီဖွယ်ထားတာတော့မကြသေးဘူးအမှအိုင်ရှယ်တို့ကအဲ့လိုမျိုးထူသွားလို့ရှိရင် remover လေးနဲ့ပေါ့နော်တချို့ကျတော့နားကျက်တဲ့ဂုံးလေးနဲ့ဖြတ်လို့ရတယ်ကွာအဲ့ကကျတော့နားကျက်တဲ့ဂုံးနဲ့တိတ်မဖြတ်တတ်ဘူးလက်တုံလို့အဲ့ဒီဂုံးနဲ့တော့ဖြတ်တတ်တယ်ကွာအဲ့လိုဂုံးနဲ့ဆိုဆွဲလိုက်လို့ရှိရင်ချွန်အောင်အဲ့လိုချွန်သွားအောင်လုပ်လိုက်တာပေါ့နော်နောက်ပြီးတော့ကွာအိုင်ရှယ်တို့ကတစ်ဖက်ကကြီးတစ်ဖက်ကသေးဖြစ်တာကလေအဲ့ကမျက်ရည်ရှိတဲ့ဘက်ကတစ်ဖက်မျက်ရည်မရှိတဲ့ဘက်ကတစ်ဖက်ဖြစ်တော့မျက်ရည်မရှိတဲ့ဘက်ကိုအပြားကြီးထားလို့တစ်ဖက်ကြီးတစ်ဖက်သေးဖြစ်နေတာပါရှင်အမှကကွာ remover နဲ့ပြဆွဲလိုက်တဲ့အခါကျတော့အောက်က foundation တွေပါသွားတဲ့အတွက်ဒီဖို့မှာရှိနေသေးတယ် makeup အကြံလေးတွေနဲ့ပေါ့နော်ပို့လိုက်လို့ရှိရင်အဲ့ဒီမှာ makeup လေးပြန်ကတ်သွားတယ်ပေါ့နော်မဟုတ်လို့ရှိရင်အဲ့နာကွက်ပြုံကြီးနဲ့အောက်ကအသားရောင်ကြီးပေါ်သွားလိမ့်မယ်ပြီးတော့အဲ့ဒါတွေပြီးသွားတော့မပြီးသေးဘူးပေါ့နော်အမှအိုင်ရှယ်တို့အပြားလေးတော်တော်ကြီးကြီးရတယ်ကွာမောအဲ့အပြားညီလားမညီလားအဲ့ဒါစစ်နေတာပြီးတော့အိုင်းနိုင်တာပေါ့နော်အိုင်းနာလည်းဘယ်လာရဲ့စူပါစတာလားမသိဘူးအဲ့ဒါတော့မမှတ်မိလားဟုတ်မယ်ဘယ်လာစူပါစတာဟုတ်တယ်အပြားမညီအပြားလိုနေသေးတယ်တင်တော့အဲမှာထပ်ထည့်နေပြီးတော့အမှနှခမ်းနီလိုင်းတော့အဲ့ဒီက eye shadow ဟာလည်းပဲသုံးတယ်ပေါ့နော်နှခမ်းနီကတော့ healthy hat နဲ့ roman ရယ် fruity လားအဲ့ဒါရယ်သုံးမျိုးသုံးတာရယ်နှခမ်းနီဆိုရင်လည်းရစ်လိုက်တယ်ပေါ့နော်အမ fruity ကိုအပေါ်လေးပါနည်းနည်းလေးထည့်ပြီးတော့အောက်လေးဆိုလေးကြောက်ပြီးတော့အဲ့ဒီဟာလေးကိုရဲတော့ပိုရဲလို့အနားလေးမှာပဲထည့်မယ်ပြီးပြီဆိုတော့ပြီးပါပြီတော့စပင်ချပါပြီထိစားရကုန်ပြီးပါပြီအမရပါပြီရှင်အဲ့ပုံလေး